ပူပေါင်းဆောင်ရွက်မှသာလျှင်ကျွန်တော်တို့ချင်းပြည်ကြီးကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့နဲ့ပတ်သက်ပြီးမှကျွန်တော်တို့အခုလက်တလောမှာ online media မှာကျွန်တော်တို့ဒီနာမည်ကြီးလာတဲ့ဖွဲ့စည်းတစ်ခုပုံစံမျိုးနဲ့သူတို့ရပ်တည်လာတာကျွန်တော်တို့ကြားသိရတယ် ZZLMS ဆိုပြီးမှသူတို့တူထောင်လာတာကျွန်တော်တို့ကြားသိရတယ်စစ်တင်သားနေလဲသူတို့အပြုလုပ်ခြင်းပါနေတာလဲကျွန်တော်ကြားသိရတယ်သူတို့ရဲ့ထုတ်ပြကြေညာထက်မှာလဲအမတန်မှဒါပူပေါင်းဆောင်ရွက်လူချင်းတဲ့စိတ်ချင်းတစ်မျိုးသားလုံးကိုကာကွယ်ခြင်းတဲ့စိတ်ဒီသူတို့ကြားသိတဲ့ခါမှာအမတန်မှအားရခြင်းနဲ့ဆရာကောင်းပါတယ် ZZLMS နဲ့ပတ်သက်ပြီးမှဒါကျွန်တော်မိဘပြည်သူထံချပြတဲ့အရာလေးတွေကိုပြန်လည်ပြီးမှမျှဝေပေးဖို့ရန်အတွက်ဆရာဘော့ကိုခုချိန်မှာအချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်တယ် ZZLMS ဆိုတဲ့ဥစ္စာကတော့လောက်တူမရာဇူဖေးစန်ထန်ဇူတုံဘာအဲ့ဒီဥစ္စာကိုကျွန်တော်ရှင်းရှင်းလင်းလင်းဒီနေ့တော့ကောင်းကောင်းပြောချင်တယ်ကျွန်တော်တမိုင်းတီးလို့ပါတော့ဒီထောင်ခဲ့တဲ့သူမှာတယောက်အပါဝင်ဖြစ်တယ်အခုတော့စီကြီးကိစ္စကတော့ပုခုံလည်းပဲတီးတော့မှထင်တယ်ဒါဒီနေ့ကတော့ပွန့်ပွန့်လေးပြောကြအောင်နော်ကျွန်တော်ပထမအဆုံးပြောချင်တယ်ဒေါ်ဟိုင်းကာလာဖြစ်တဲ့အတွက်အမျိုးမျိုးမကွေးစေချင်ဘူးကွဲတဲ့ဥစ္စာကဆူစီဖို့ခက်တယ်ဒါကိုကျွန်တော်ပထမဆုံးဒီသူတို့ချပြချင်တယ်အခုက CBCC ICNCC နောက်ပြီးတော့မှ ZZLMS နောက်ပြီးတော့ဘာလာအောင်လေတော့မသိဘူးအဲ့တော့တွန်ဟိုင်းကာလာမှာကွဲအဖွေများရှိမယ်ဆိုရင်တော့စီလုံးဖို့ခက်မယ်အဲ့ဒါကိုတော့ကျွန်တော်ပထမဆုံးပြောချင်ကဲ ZZLMS ဘယ်ကနေစလဲဆိုတော့ကျွန်တော်ပြောမယ်ZZLMS ဆိုတာမရှိသေးပါဘူးပထမဦးဆုံး LMZ လောက်တူမရာဇုဖေးအဲ့ဒါနဲ့စခဲ့တာပါရန်ကုန်မှာအခုအမေရိကမှာရှိတဲ့ဂျပန်မှာရှိတဲ့ဟိုဖောင်းမှုအိမ်အဲ့တုန်းကတော့နိုဝေးမှာအခုပါစတာလုပ်နေတဲ့ပါစတာ Reverend Siuman ခုခေါ်လေကူပါဘီနီဆွီလန်တို့ရဲ့ကူပါသူကရန်ကုန်မှာကျွန်တော်တို့ခေါ်တယ်အဲ့ဒီပြိုင်မွေဦးအခုကလေးတစ်ခတူမှာခုချက်နေပြီလို့ရောက်တော့ပြီပေါ့ကျွန်တော်အကူအခုကလေးတစ်ခတူမှာခုချက်နေပြီလို့ရောက်တော့ပြီပေါ့ကျွန်တော်အကူဝင်ကွဲပါဦးလာဌာနမှုပေါ့ဦးလိုက်မွေဦးတို့နောက်ပြီးတော့မှဗန်ပင်းလေပါပင်းလို့ခေါ်တယ်သူကလေတက်ပါပဲသူလဲညီဆန်းဇာဘုံကပါသူကနာမည်လေးတစ်ခါတည်းပြောမယ်နော်သူတို့ founding member တွေညီဆန်းကဥက္ကဋ္ဌဗန်ပင်းလေပါပင်းကဟိုပါလေဒုဥက္ကဋ္ဌအတွင်းမှုကလိုက်မွေဦးကျွန်တော်တို့မရာဘောနော်ကျွန်တော်ကိုဝင်ကွဲဒီမှာတွေ့ဖက်အတွင်းမှုကစလိုက်ရုံကိုဖုံရုံလျက်ပေါ့အခုရုံကိုလို့ခေါ်ရစားဟိုအဲ့ဒါပါဆိုတော့ပူရုံကိုတော့အဲ့တုန်းကမရှိပါဘူးသူကချင်းပြည်မှာနေတယ်တီထောင်တဲ့နေရာကရန်ကုန်အင်းစင်ထပ်ပြင်ကုန်းကဆိုတော့ပူချိုမန်ကအမျိုးမြင့်ကြီးတဲ့လူကူဖြစ်တယ်အခု Reverend ချိုမန်ပေါ့နော်ဆိုတော့LMZ လောက်သူမရာစုဖေကနီးဆက်တဲ့အမျိုးကတော်တော်နီးတယ်အဲ့ဒါကြောင့်ဒါလောက်ရအောင်ဆိုပြီးတော့မှဖွဲ့စည်းထူထောင်တာဘာဖွဲ့စည်းလဲဆိုရင်တော့တောင်းတဖွဲ့စည်းပါတိကတူတောင်းတတဲ့ဖွဲ့စည်းပါလူမှုရေးဖွဲ့စည်းတော့မဟုတ်သေးပါဘူးအဲ့တော့ဘာလို့ရှင်တယ်လဲဆိုရင်တော့ပထမဦးဆုံးတော့တောင်းတအဖွဲ့စည်းပုံစံဖြစ်တဲ့အတွက်ဘောလုံးပွဲလောက်တာပါနော် tournament လောက်တာပါဆိုတော့အဲ့ဒီတုန်းကဦးကျော်မန်းကတော့အမျိုးမြင့်ကြီးတော့ကဲအဆိုပိုင်းမှာလည်းပြန်ပွဲလုပ်မယ်လို့ဆိုမှ we are the world ဆိုတဲ့ဥစ္စာလေအဲ့ဒါ we are the world ဆိုတဲ့ဥစ္စာကိုသူကခွဲ group ဆောင်းနေပဲပြန်ကြတာအဲ့ဒီတော့ကျွန်တော်လည်းဘာမှနားမလည်ခဲ့ဘူး we are the world ဆိုတဲ့ဥစ္စာလေနောက်ပြီးတော့မှပြန်ပွဲလုပ်မယ်ဆိုမှ volleyball ပွဲနဲ့ဘောလုံးပွဲလုပ်ပြီးတော့မှပိုက်ဆံတွေအလှူကောက်ကြတယ်အဲ့တော့တာဟန်အိုးဆိုတဲ့ဥစ္စာတာဟန်ဘယ်လေကြည့်တိုင်းစုတဲ့အတွက်ကျွန်တော်တို့တေလာခဲ့တာပါဟာခကတဲ့ဟိုးဟိတေလာခဲ့ကြတယ်လိုင်မွေဦးကအဲ့ဒီတုန်းကပြန်တောင်းဝန်ရရှိအလုတ်လျှောက်ထားတော့သူရတယ်ရတဲ့ခါကျတော့ချက်ချင်း interview လုပ်ဖို့ဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်ကိုဝင်ခွဲလိုက်မွေအတူရင်မှုကရန်ကုန်ပြန်သွားဖို့ဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်ကဘာမှမဟုတ်တဲ့ UUET ကိုခင်ဗျားပဲဟိုပါလေကျွန်တော်နေရာမှာပဲခဏအဲ့ဒီပွဲပြင်းမြောက်ဖို့အတွက်လုပ်ပေးပါဆိုပြီးတော့မှညီထန်းတို့ပါဗန်တင်းလင်းတို့
ကျွန်တော်တို့ကဥဆောင်ပြီးတော့မှဘောလုံးပွဲတို့ဝေလီဘောပွဲတို့တချင်းစုပြန်ပွဲတို့ကလောက်ကြတာပါဒါចောင်းသားဖွဲ့စီပါအဲ့ဒါ LMZ ရဲ့ ZZLMS အစားပါပြီးမှပဲမလေးဒီဘာတို့မာနိုင်ငံချမှာရောပေါင်းလာပြီးတော့နောက်ဆုံးကျဇုံတုံးလဲပါလာတဲ့စင်ထန်လဲပါလာတဲ့ခါကျတော့သူတို့နာမည်ကိုသူတို့ကထက်ပြီးတော့ ZZLMS ဖြစ်တာပါမူလကြီးရွေးချယ်ဒီចောင်းသားရဖွဲ့စီဖြစ်တယ်ဒါကတော့လူမှုဗာလဲចောင်းသားပေါ်လုံးပြန်ပွဲတို့ဘာတို့လှုပ်ဖွင့်အတွက်ဖြစ်တယ်အခုတော့စီရီအဖွဲ့အစည်းဖြစ်လာတဲ့နောက်ပိုင်းကျတော့ကျွန်တော်ပတ်သက်မှုမရှိပါဘူးလို့ငါကပူဖို့လည်းပဲတီးလိုက်မယ်ကျွန်တော်ဘာတခုမှအဲ့ဒီစီရီနဲ့ပတ်သက်တဲ့ ZZLMS ဒီကျွန်တော်နဲ့မပတ်သက်ပါဘူးလို့ကျွန်တော်ကပြောချင်တယ်ဆိုတော့ကျွန်တော်အကြံပြုချင်တဲ့ဥစ္စာကတော့ဖြစ်နိုင်ရင်တော့ကျွန်တော်တို့မရာတဘောထားပါဖြစ်တယ်လေဆိုလို့ဆိုတော့ကျွန်တော်ပြောမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော် CDF မရာလည်းပဲအဲ့ဒီမှာလုံးလုံးဆယ်ရှိနေတာကိုအကြံပေးချင်တဲ့ဥစ္စာကတော့ ZZLMS ကိုစီရီမဟာမိတ်ဖြစ်တဲ့ ZZLMS ကိုအကြံပေးချင်တဲ့ဥစ္စာကတော့ဟိုကောင်းတာကအခွင့်အစီထက်ဘာပိုရှိကြည့်တယ်လဲဆိုရင်တော့ချင်းလဲကောင်စီ member ဖြစ်တဲ့အတွက်ချင်းပြည်အစိုးရမှာအောက်မှာရှိတဲ့တပ်ဖွဲ့ဖြစ်တဲ့အတွက်ဒါကိုကြီးဝန်ကြီးတော်လကောင်ချင်းပြည်အစိုးရတော်လကောင်ချင်းလဲကောင်စီတော်လကောင်ဒီလိုလုပ်ရအောင်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချတဲ့ဥစ္စာပုံမလိုက်နာစေချင်တယ်ကိုအဖွဲ့အစည်းတိကျချက်တည်ပြီးတော့မှကိုအဖွဲ့ထဲပဲလုပ်ရမယ်ဆိုတဲ့ဥစ္စာကတော့ကျွန်တော်ချင်းလဲကောင်စီရဲ့လူကထားနေတယ်အားမပေးပါဘူးဘာဖြစ်လို့လဲဆိုတော့ချင်းရဲ့အားလုံးကိုစုစည်းဖို့တိဆောက်ဖို့အတွက်လိုအပ်နေတဲ့ချိန်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့အင်အားတွေကိုချင်းပီတိဆောက်ရည်နဲ့ချင်းအမျိုးသားတိဆောက်ရည်အတွက်ပဲအသုံးပြုချက်ချင်တယ်ကိုယ့်ရဲ့အဖွဲ့ဒီဖွဲ့ဝင်တွေချင်းလက်ကောင်စီအဖွဲ့ဝင်ဒီပြားမှာပြဿနာဖြစ်များမဲ့ဥစ္စာတွေကိုလည်းဆောင်ရှားစေချင်တယ်ထင်မြင်လွဲမဲ့ဥစ္စာတွေကိုလည်းပဲဆောင်ရှားစေချင်တယ်ဆိုတော့ကိုဘခိုင်မာတဲ့ချင်းပီတီဆောက်ရအတွက်ပဲဖြစ်စေချင်တယ်ချင်းလက်ကောင်စီအတွက်ပုံမကောင်းမွန်တဲ့အားပဲဖြစ်စေချင်တယ်ဥပမာတစ်ခါလေကြာတော့ကျွန်တော်ဝမ်းနေတာက ZZLMS ခုထဲမဟုတ်ဘူးကျွန်တော်တို့ချင်းလက်ကောင်စီမင်ဘာဝင်အားလုံးကလည်းပဲကျွန်တော်ပြောချင်တယ်ချင်းလက်ကောင်စီကဆုံးဖြတ်ချက်ချပြီးတော့မှဒီလိုလုပ်ရအောင်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကမလုပ်ရနဲ့လိဟင်းပြီးတော့မှမလုပ်ချင်တဲ့ဥစ္စာတွေမလုံနိုင်တာမဟုတ်ဘဲနဲ့မလုံချင်တဲ့ဥစ္စာတွေကိုကဆုံးဖြတ်ချက်ချပြီးတော့မှကိုကမလိုက်နာနိုင်မလိုက်နာဘဲနဲ့ကိုကအဖွဲ့အစည်းတေးသေးလေးမှာပဲပို့ပြီးတော့မှအားရတာတို့ဘာတို့ကတော့ကျွန်တော်မလိုလားဘူးလို့ဆိုတော့စီရီလေးကျင်းတာတို့ဘာတို့ကတော့ကောင်းပါတယ်တော့ပြည်သူလူထုအတွေ့ဖြစ်ရမယ်ချင်းလဲကောင်စီအတွက်စုစည်းမှုအကောင်းဖို့ဖြစ်ရမယ်ပြီးတော့ချင်းလဲကောင်စီချင်းပြည်ဆိုကာကွယ်ရေးဝန်ကြီးတွေရဲ့အမိန့်နာခံမှုရှိတဲ့တပ်ဖွဲ့ဖြစ်စေချင်တယ်ကျွန်တော် CDF မရာကတော့ကောင်းကောင်းလဲတည်ဆောက်နိုင်ပြီလူရင်ကများတာနေတာမဆိုင်ဘူးအစီအချင်းရှိတဲ့ CDF တပ်ဖွဲ့ရှိတဲ့အတွက်အခုချိန်ထိချင်းပြည်ဆိုတပ်ဖွဲ့ကတွားဆိုတဲ့နေရာကာကွယ်ရေးဝန်ကြီးကချင်းလဲကောင်စီကတွားဆိုတဲ့အတိုင်းတွားနိုင်တယ်အဲ့လိုမျိုးတပ်ဖွဲ့ပဲဖြစ်စေချင်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ဒါဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ဘိုးဘွိုးပြတတနဲ့အမြဲတမ်းပြောပြပေးတဲ့ပုံမှာသူပဲကျေးဇူးတင်တယ် ZZLMS ဟာကျွန်တော်တို့ဒီ Chinland Council အင်အားကြီးထွားလာဖို့ရန်အတွက်ကျွန်တော်တော့ယုံကြည်မျှော်လင့်နေဘာကြောင့်လဲဆိုတော့သူတို့အဖွဲ့ငါအဖွဲ့အားလုံးဟာ Chinland Council member ဝင်နေလဲဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးမှဒါပူကိုလည်းထဲဝင်ဒါလှုပ်ရှားနေတဲ့သူတွေဖြစ်တဲ့အတွက်ပူကိုလည်းဒါသူရဲ့အမြင်လေးတွေမိဘပြည်သူထားချပြစရာရှိကောင်းရှိနိုင်တယ်အဲ့ဒါလေးကို ZZLMS နဲ့ပတ်သက်ပြီးမှပြန်လည်သုံးသပ်ပေးဖို့ရအတွက်ခုချိန်မှာတော့ကျွန်တော်တို့ပူကိုအချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ပါဆောင်တဲ့ကျေးဇူးများကြီးတင်တယ်ဒီမနေ့မျိုးလင်းပဲနဲ့ ZZLMS နဲ့ပတ်သက်ပြီးတော့လေဒီလိုမျိုးအများပြည်သူစီမောက်မှာဟောပေါ့အထီးငေါမရှိအောင်ပြောစရာလေးတွေဖန်တီးပေးတဲ့အတွက်ကျေးဇူးများကြီးတင်တယ်အခုနစာဘိုးပြောတာလဲသူတို့ရဲ့ data သူတို့ရဲ့ရန်ကုန်အနေထားပေါ့နော်ဆိုလို့ရှိရင်ဒါလည်းမဆိုးပါဘူးဒါလည်းကောင်းပါလေလို့အဲ့ဒီအခုနပြောတယ်မျိုးနွေစုငါစုဟာဆိုလို့ရှိရင်ရန်ကုန်မှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်ဒေလီမှာလည်းရှိတယ်နိုင်ငံတကာမှာလည်းရှိတယ်ချင်းတောင်မှာလည်းရှိတယ် data ဆုံးရှိတယ်ဒီ data ကချင်းတောင်ရဲ့မြစ်ပူကြီးမယ်ဆိုလို့ရှိရင်အလေလကြတာဖြစ်တယ်အလေပိုင်းမှာကြတာဖြစ်တယ်အဲ့တော့လေပိုင်းမှာ
ကိုတောင်ပိုင်းမြို့ပိုင်းဆိုတော့ကျွန်တော်တို့ပြောတဲ့ခါမှာကိုကအတောင်ပိုင်းနဲ့လဲဟောပေါ့ဆွေညီကိုဒီနဲ့လဲချစ်တဲ့ပေါင်းတိဆက်ဆံမှုကောင်းတယ်နောက်ပြီးတော့မြို့ပိုင်းကညီကိုဒီနဲ့လဲချစ်တဲ့ဆက်ဆံမှုကောင်းတယ်အဲကြောင့်ဒီအခန်းကဏ္ဍကနိုင်ငံရာတော်တော်လေးအချက်ချာကြတယ်အကြီးလေးပါအဲ့လိုမျိုးနေထားဖြစ်တဲ့ဆိုတဲ့ဥစ္စာကိုဆိုတော့အတင်းကြီးပြောလို့တယ်နောက်ပြီးတော့ချင်းလင်းကောင်စီမှာလဲသူတို့ကအားလုံးအခိုင်အမာပဲဖြစ်တယ်အဲ့ဒီသူတို့စီကြီးလေးချင်းလှုပ်ချင်းအပြင်ထုတ်ပြန်ချက်လှုပ်ချင်းအပြင်ချင်းလင်းကောင်စီကတခုမှသူတို့ကန့်ကွက်မှာမဟုတ်ဘူးသူတို့အားပေးဖို့ဖြစ်တယ်ဘောသူတို့ကမြို့နယ်စုအနေနဲ့ဖြစ်တဲ့ခါကျတော့မြို့နယ်ကြီးရှိတယ်မြို့နယ်ဆိုတာကကူးမြို့နယ်ပေါ့နော်လူမျိုးချားဆူရဒီကလောက်တဲ့မြို့နယ်ကြီးအဲ့ဒီချင်းအဖွဲ့ရှိကတော့ချင်းဒီက foundation ချပြီးတော့ပြည်နိုင်ငံစုပြီးတော့အဲ့ခုလူမျိုးချင်းလင်းကိုလူမျိုးချားဒီကပဲအုပ်မြင့်ချပေးတယ်မြို့နယ်တို့ဘာတို့ပေါ့နော်ခရိုင်တို့လူမျိုးချားဆူရဒီအင်္ဂလိပ်ရောဗမာရောပေါ့ချင်းကူတိုင်ကောင်းကောင်းထိုင်ပြီးတော့အုပ်မြင့်မချဘူးချင်းအဖွဲ့ရှိထဲမှာတော့အကြီးဆုံးကတော့ဘာသာရေးဖွဲ့ရှိပေါ့ဘာသာရေးမှာတော့ကိုတော့ကိုင်းပေါင်းဆုံးရှိပြီလေအရင်ကဆိုလို့ကျွန်တော်တို့က Chin Baptist Convention ကို Chin Baptist Convention ကဆိုလို့ရှိရင်တော့ Chin Baptist Convention ကိုထောင်တဲ့ခါမှာမြို့နယ်ကိုချီမခံဘူးအဲ့ဒီမှာပါလာတဲ့ချင်းပြည်တဲ့တနန်ဂျလျာကနေဘာသာရေးခေါင်းဆောင်တွေစုစည်းတဲ့ခါမှာ Chin Baptist Convention ကိုလုပ်တဲ့ခါမှာမြို့နယ်စုအနေစုစည်းအောင်ဆိုတော့စုတာဖြစ်တယ်ဒါကလုံခဲတဲ့ခုနေဥတော်လှကြီးမကဘူးဟိုမာဆာလဲလေမကဘူးလုံခဲကလေးကလုံခဲတဲ့ဘောဒီမိုကရေစီခက်ကလေးလွတ်လပ်ကြီးရခါစားကလေးကလည်းဖြစ်လာတာဖြစ်တယ်အဲ့ဒီလိုမျိုးတမိုင်းကြောင်းရှိတာပေါ့နော်ဟုတ်ပြီနည်းနည်းပြောမယ်ဆိုလို့ရှိရင်ခုနစာဘောပြောတယ်လို့ပေါ့ကျွန်တော်တို့ရဲ့ ZZMS ဆိုတဲ့မျိုးနေစုငါစုဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖူးဖွားဒီလွတ်လပ်ကြီးရကလေးကလည်းအဲ့ဒီဖွဲ့ကစီပီတာအဲ့ဒီတော့ကတော့လမ်းပတ်တဲ့စစ်တွေရေးခေကြောင်းဇုတ်တုံးတဲ့စင်တန်ကတိတ်မပါဝင်နိုင်သေးဘူးဒါပေမဲ့အခါမှာဖလန်မှာစီဝဲထိုင်နေဆိုလို့ကျွန်တော်တို့ဖူးဖွားဒီအင်္ဂလိပ်ခေတုံးကအမေရိကအတူတော့ထိုင်ပြီးသားသဘောထားပေးမယ်ဆိုလို့ရှင်တော့သဘောထားမေးပြီဇုတ်တုံးဘလူပေးမလဲစင်တန်ဘလူပေးမလဲခုနပြောတဲ့မရာနဲ့လောက်တူနဲ့မရာနဲ့ဇုတ်ဖိနေဘလူသဘောထားပေးမလဲဘရီတစ်ခေတုံးကလေအဲ့ဒီတော့ကတော့ district ကနေ Flam district ကနေအုပ်ချုပ်ခဲ့တာဟုတ်အဲ့ဒီ independent ရပြီးမှပဲဟာခါမှာဖြစ်လာတယ်ဟာခါဆူရမှာလဲဟာခါမှာလဲတော်လှန်ရေးကော်စီတို့ချင်းဦးစီဆိုတာရှိတယ်လေအဲ့ဒီချင်းဦးစီခေတုံးကလည်းအဲ့ဒီတိုင်းပဲတွားတာဖြစ်တယ်အဲကြောင့်ဒီအစုဖွဲ့လေးကပထဝီအနေထားရနောက်ပြီးတော့တမိုင်းကြောင်းရဖြစ်လာခဲ့တဲ့အစုဖွဲ့ကလေးဖြစ်တယ်အဲ့ဒီစုဖွဲ့ကလေးကတီးချပြည်နေထောင်ဖို့စကားမှမစင်စားဘူးဒီချာဗမာနဲ့တော့ပေါင်းဖို့စခိုင်းနဲ့တော့ပေါင်းဖို့မရှိဆုံးဘူးချင်းဒီကိုစနစ်တကျ data ဆုံးမျိုးနွေဆုံးညီတူညီမျှတူတဲ့ဖွံ့ဖြိုးအောင်စဉ်းစားတာဖြစ်တယ်လူမျိုးချဆိုရဒီကတော့တူတဲ့ဖွံ့ဖြိုးရေးကိုတို့လက်လက်မြည်တဲ့နေရာမှာပဲလောက်တာဟုတ်လက်လက်မမြည်တဲ့နေရာတော့အမှန်တိုက်ဟုတ်ဘာမှမစဉ်းစားပေးဘူးလေလမ်းလည်းမရှိမီးလည်းမရှိကြောင်းလည်းမရှိအဲ့တော့လူမျိုးချဆိုရကအုပ်ချုပ်တဲ့ခါမှာဖွံ့ဖြိုးမှုအနေငယ်လုပ်ပေးတဲ့ခါမှာလဲဒီ data တွေအမှန်ဖြစ်တယ်အမှန်ဖြစ်ဘာမှလူမျိုးချတွေက data ဆုံးတက်ညီလက်ညီတူးတဲ့အောင်မလုပ်ပေးဘူးတို့လက်လမ်းမီယာအနီးနားလုပ်ပေးတို့လုပ်ပေးတာဖြစ်တယ်ကြောင်းလုပ်ပေးမလားဆေးရုံလုပ်ပေးမလားကျန်းမာရေးလုပ်ပေးမလားလမ်းပန်းဆက်တွေလုပ်ပေးမလားအဲ့ဒီဥစ္စာကိုညီတူညီမျှတူတဲ့ဖွံ့ဖြိုးရအောင်ဆိုတဲ့စဉ်းစားချက်နဲ့ပေါ်လာတဲ့ဖွဲ့ရှိပါဗျာချင်းကိုတိုက်ဖို့လည်းမဟုတ်ဘူးချင်းကိုတော်လှန်ဖို့လည်းမဟုတ်ဘူးချင်းကလည်းခွတ်ထွက်ပြီးတခြားတိုင်းပြည်တွေမှာတောပေါင်းဖို့လည်းမဟုတ်ဘူးချင်းပြည်တပြည်လုံးညီတူညီမျှတူတဲ့ဖွံ့ဖြိုးဖို့အဲ့ဒါပါပဲအဲ့ဒီဥစ္စာကိုအခြေခံစဉ်းစားချက်ဖြစ်တယ်နောက်ပြီးတော့အဲ့ဒီခုနစာဘွေကွန်ပျူတာစာက1990နောက်ပိုင်းဖြစ်ပဲအခုကျွန်တော်ပြောတဲ့ဥစ္စာက1960ကလေးကလည်းရှိပြီးသားအဲ့ဒီတမိုင်းကြောင်းကအဲ့ဒီဥစ္စာလေးပြီးလေအဲ့ဒီတမိုင်းကြောင်းရှိတယ်သူတို့လောက်တဲ့ခါမှာလည်းချင်းအကြီးကိုပဲ data စုံညီတူညီမျှတူတဲ့ဖွံ့ဖြိုးရေးကိုပဲသူတို့တစ်ချင်းလုံးအာရုံစိုက်ပြီးတော့လောက်လာတာဖြစ်တယ်လို့အခုလည်းပဲကျွန်တော်တို့ချင်းလင်းကောင်စီမှာစူးစီးတယ်ချင်းလင်းကောင်စီမှာစူးစီးပေမဲ့ချင်းလင်းကောင်စီမှာဆိုလို့ရှိရင်တော့ပူတွဲစီကြီးလေးချင်းလောက်ရအောင်ဆိုပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ချတာကြားတယ်ချင်းလင်းကောင်စီမှာတော့အဖွဲ့ပေါင်းဟိုးသုံးဆန်ကနဲ့
kam pele wa thi so lo so apwe bon se ku phwe pa la o se ku phwe pa bro pu twe si le chin so bro a chin si we lo le chno do ka le a chong myo chong ma long nai de bu ku thi ma long nai de bu e da ko di ni ne ro ma phit do bu he so bro di le nga phwe ku su bro pu twe si le chin na phit de e do pu twe si le chin na phit de e da chong e di kaisa koတခြားအနေနဲ့မလန့်ဘူးမကြောက်ဘူးကြီးဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပြည်သူလူထုကိုလည်းချပြချင်တယ်တော့ဘယ်လိုလဲတန်တရားလည်းမရှိဘူးတန်တရားအလုံးဟာဆိုလို့ရှိရင်ချင်းလင်းပွဲစီပုံအခြေခံဥပဒေပါခိုင်မာဇက်တီတဲ့လူတွေအခိုင်မာဆုံးဇက်တီတဲ့လူတွေချင်းလင်းကောင်စီဖွဲ့ဖို့အတွက်တကယ်ပဲဂျိုးယူကလည်းဟိုပေါ့ initiative ကမကထားလောက်လာတဲ့အစုအဖွဲ့တွေချင်းလင်းကောင်စီဖြစ်လာဖို့အတွက်အဓိကဂျိုးယူအနေနဲ့ကမကထားလောက်လာတဲ့ဖွဲ့တွေအဲ့ဒီထဲမှာပါတယ်CDF ဖွဲ့တီထဲမှာလဲပါတယ်လို့သူတို့ CNF မှာလဲပါတယ်ချင်း MPD လဲပါတယ်အစုဖွဲ့3ခုနဲ့ပေါင်းပြီးတော့ချင်းလင်းကောင်စီပေါ်လာဦးအဲ့ဒီအစုဖွဲ့3ခုနဲ့ပေါင်းပြီးတော့ချင်းလင်းကောင်စီပေါ်ပေါကြီးအတွက်လဲတကယ် interact ပါဝင်လာတဲ့အစုဖွဲ့တွေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောလို့တယ်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်သူတို့ချင်းဒီဟာချင်းပီတနန်တလျာတနေရမှာစူးပြီးတော့ဒါလုံးရအောင်ညလုံးရအောင်ဆိုတာကစီဝေးဆုံးဖက်ချက်တော့လွေတယ်လက်တွေ့အခက်ခဲရှိတယ်ဒါပေမဲ့လက်တွေ့အခက်ခဲရှိပေမဲ့လည်းသူတို့သဘောထားမကိုးပါဘူးသဘောထားကိုးရှာမရှိဘူးခင်ဗျားတို့တော့ငါတို့မဆောင်နိုင်ဘူးဟဲ့ငါတို့တော့ကျူစားပလိုက်မယ်နော်နောက်မှပဲခင်ဗျားတို့ကြောက်မှပဲခမင်းစားကြနော်ဆိုတဲ့ပုံစံမျိုးကလေးပါအရင်ရောက်တဲ့လူကအရင်စားနေလိုက်နောက်လာတဲ့လူကိုတော့ခမင်းထားပေးလိုက်ပြီးတော့နောက်စားပါစေအဲ့ဒီပုံစံကလေးပါပဲအဲကြောင့်အဲ့ဒီကိစ္စကိုဟောပေါ့အများပြည်သူအနေနဲ့မလန့်ဘူးဘာမှလည်းတန်တရားရှိစရာလည်းမလိုဘူးချင်းလင်းကောင်စီဖွဲ့စည်းပုံအခြေခံဥပဒေကရှိပြီးသားအဲ့ဒီပုံမှာပဲကျွန်တော်တို့ဝိုင်းဝန်းလောက်ကြရအောင်ကျွန်တော်တို့ချင်းပီကလမ်းပတ်ဆက်တူကြီးခက်ခဲရှိတယ်တခြားဒီလေဒီနေပါခက်ခဲရှိတဲ့ပိုင်းတွေရှိတယ်ခက်ခဲရှိတဲ့ပိုင်းဖြစ်တဲ့ခါကျတော့အားလုံးစုပြီးတော့တင်ကြီးတကွက်တွဲတန်ထွက်ဖို့ဆိုတာတချိန်ကြီးမှမရဘူးနည်းနည်းရှိရောက်တဲ့လူတွေရှိတယ်အလေလက်မှာရောက်လာတဲ့လူရှိတယ်တကယ်တော့ကြာပြီးတော့ဘောမူးချုပ်ခါဒီမှာရောက်လာတဲ့လူတွေလည်းရှိတယ်အဲ့တော့အရင်ရောက်တဲ့လူကတော့အရင်စားလိုက်မူးချုပ်တဲ့ထီတော့မဆောင်လို့မရတဲ့ခါမှာလည်းဘာလို့မဆောင်တာလဲလို့လဲစိတ်မဆိုးပါနဲ့အဲ့ဒီလိုမျိုးပုံစံကလေးပဲသဘောထားကြပါလို့ကျေးဇူးများတင်တယ်ဒီလောက်ပါပဲနော်ဟုတ်ကဲ့